အမှန်တိုင်းဆိုရတော့ကျွန်တော်ကအပြင်မှာလူချင်းတွေ့ပြီးဘေဒင်ဟောပေးတာအလွန်နှဲပါတယ်ဟောကန်လည်းမရှိပါဘူးပြီးတော့ကိုယ်တိုင်ကတနေရာထဲမှာအမြဲတမ်းအခြေချနေတဲ့သူမဟုတ်တဲ့အတွက်အပြင်မှာကျွန်တော်ကိုတွေ့ဖို့ကလည်းအတော်လေးခက်ခဲပါတယ်ဒီနေ့တော့ကျွန်တော်နဲ့အလွန်ရင်းနှီးတဲ့အကိုတယောက်အိမ်ကိုရောက်လာပါတယ်ညီလေးရေအကိုဘေဒင်လေးမေးချင်လို့ပါမင်းကိုတွေ့ရတာကလည်းအတော်ခက်သားကြားမိဆွဲရတာကမှလွယ်ဦးမယ်ကျွန်တော်ကလည်းအကိုရေအဲ့ဒီလိုသိနေတာပဲကျွန်တော်မှာပေးတွေလည်းရှိနေတာပဲအဲ့ဒီကနေအချက်လက်တွေပို့ထားလိုက်လေလို့ပြောလိုက်ပါတယ်ဒါပေမဲ့အကိုကထိတ်တိုက်စကားပြောပြီးဆွေးနွေးချင်တာကွာအဲ့ဒါကြောင့်မင်းနဲ့တွေ့နိုးနိုးနဲ့အိမ်လာလိုက်မတွေ့လိုက်နဲ့ဖြစ်နေတာလို့ပြောပါတယ်သူဆွေးနွေးချင်တဲ့အကြောင်းအရာကသမီးလေးရဲ့အမိကိစ္စပါသမီးလေးကိုငူဝါထဲဆိုပြီးအမိပေးထားတဲ့ညီလေးသမီးလေးကမဟာဘုတ်လေးကျွင်းဖွားတနင်္ဂနွေသမီးပါမိတ်ဆွေတို့စဉ်းစားကြည့်ပါမဟာဘုတ်လေးကျွင်းဖွားတနင်္ဂနွေသမီးကိုတနင်္လာစစနေဆုံးအမိပေးထားတာဟာအမြင့်အညွန့်ဇောက်ထိုးမိဖြစ်နေပါတယ်တနည်းအားဖြင့်ဆိုရတော့မိမိမွေးနံတနင်္ဂနွေကိုအမြင့်အညွန့်ဇောက်ထိုးဖြစ်စေပြီးခိုက်စေတဲ့အမိပေးထားခြင်းဖြစ်ပါတယ်အဲ့ဒီလိုအမိမျိုးကိုကောင်းတယ်လို့ဘယ်လိုပြောနိုင်ပါမလဲဒီလိုမိမျိုးကိုကောင်းတယ်လို့ပြောလို့မရပါဘူးမဟာဘုတ်အရာကြည်ကြည်နာမခရတိုင်ရကြည်ကြည်ဇောက်ထိုးဖြစ်နေပါတယ်ပေးထားတဲ့ငူဝါထဲဆိုတဲ့အမိဟာဒီဇယတမားယွင်းနေတဲ့အမိဖြစ်ပါတယ်အဓိပတိဖွားတွေဟာမူလကတည်းကအထီးကျန်ဆန်တဲ့စိတ်နေစိတ်ထားမျိုးရှိတတ်ကြပါတယ်အဲ့ဒီလိုပေါ်မှာဒီလိုအမိမျိုးသာထပ်ပေးလိုက်မယ်ဆိုရင်အိမ်ထောင်ရေးမှာဘလောက်များအပူသောကတွေကြုံရမလဲဆိုတာစဉ်းစားကြည့်နိုင်ပါတယ်ဒီလိုဖြစ်ရမျိုးကိုလည်းကျွန်တော်ကြုံခဲ့ဘူးပါတယ်တိုင်းရင်သူလေးတယောက်ပါသူ့အခြေအနေကတော့ကြိုတင်ပြောချိန်မရလိုက်ပါဘူးကျွန်တော်စီရောက်လာချိန်မှာတော့သမီးလေးတစ်ဖက်နဲ့အိမ်ထောင်ခွဲပြီးသားဖြစ်နေပါပြီသူလည်းမဟာဘုတ်လေးကျွင်းဖွားတနင်္ဂနွေသမီးပါပဲပေးထားတဲ့အမိကခင်ထူးဖြစ်ပါတယ်ဒီအမိကိုလည်းကြည့်လိုက်ရင်မိမိမွေးနံတနင်္ဂနွေအမြင့်အညွန့်ဇောက်ထိုးဖြစ်ပြီးခိုက်စေတဲ့အမိပေးထားခြင်းဖြစ်ပါတယ်ဘာကိုခိုက်မှလဲလို့မေးရင်မွေးနံတနင်္ဂနွေကိုပဲခိုက်တာဖြစ်ပါတယ်မွေးနံတနင်္ဂနွေခိုက်နေတဲ့အတွက်တနင်္ဂနွေနဲ့သက်ဆိုင်တဲ့ပရိယေတွေကတခုမဟုတ်တခုထိခိုက်လာတတ်ပါတယ်ဥပမာအိမ်ထောင်ရေးအဆင်မပြေတာအလုပ်ကင်မှာဂျပန်လုပ်တွေလုပ်ရတာတကယ်လုပ်ပြန်တော့လဲတဝက်တစ်ပြက်ဖြစ်နေတာဟိုလုပ်လို့ဒီလုပ်လို့နဲ့အတိအကျမရှိတာကိုယ့်ထက်အကြီးကဲတွေနဲ့အဆင်မပြေတာအကြီးကဲတွေရဲ့မျက်နှာသာမရတာစတဲ့တနင်္ဂနွေပရိယေတွေနဲ့သက်ဆိုင်တဲ့အချက်တွေကတခုမဟုတ်တခုကြုံတွေ့ရတတ်ပါတယ်ကျွန်တော်ကနှစ်ပေါင်းများစွာလူပေါင်းများစွာရဲ့အမိတွေကိုလေ့လာခဲ့ပါတယ်အချိန်တွေလည်းပေးဆက်ခဲ့ရသလိုအတွေ့အကြုံတွေလည်းများစွာစုဆောင်းခဲ့ရပါတယ်ဒါကြောင့်ဒီအမိကဒီကလေးအတွက်ပေးတဲ့အမိလားမပေးတဲ့အမိလားဆိုတာကိုဆုံးဖြတ်နိုင်တာဖြစ်ပါတယ်ဒီအသိပညာတွေဟာစာဖတ်ယုံနဲ့ရလာတာမဟုတ်ပါဘူးကိုယ်တိုင်လက်တွေ့ကြုံတွေနှစ်ပေါင်းများစွာလေ့လာခဲ့တဲ့ဘေဒင်ပညာတွေ့ကြုံတွေပေါ်အခြေခံပြီးပြောဆိုခြင်းသာဖြစ်ပါတယ်